အားလုံးပဲပေါ့နော်လိုင်းပေါ်မှာရှိကြတဲ့အကူအမများအားလုံးပဲမင်္ဂလာပါလို့เนาะကျွန်တော်လူတရကနှုတ်ခွန်းဆက်ပါတယ်ဗျအဲ့တော့လာမဲ့ပွဲပေါ့လာမဲ့ပွဲကလာမဲ့ပွဲကပေါ့နော်18ရက်17လပေါ့နော်အဲ့ဒီကနေမှ21ရက်17လအထိပေါ့နော်အင်္ဂါမကျော်ပတ်တိလို့ခြင်းပါတယ်တဲ့အင်္ဂါမကျော်ပတ်တိနဲ့ဒီပွဲကမွေးကနန်းတကွက်ထဲထုတ်မှာပါလို့အဖွဲ့ဝင်တွေအတွက်เนาะအဲ့ဒီပတ်တိနဲ့တင်ကွက်ကတကွက်ထဲထုတ်မှာပါအင်္ဂါမကျော်ပတ်တိပေါ့เนาะမွေးကနန်းကတကွက်ထဲပဲထုတ်မှာဒါကတော့အဖွဲ့ဝင်တွေအတွက်ပေါ့เนาะအဲ့တော့ထုံးစံအတိုင်းပေါ့ line ပေါ်မှာပြနေကြအတိုင်းကျွန်တော်ပုံမှန်ပြပေးတာလေးတွေကလည်းပေါ့နော်မိမိတို့အတွက်အထောက်အကူဖြစ်မယ်လို့ထင်ပါတယ်နော်ဟုတ်ကဲ့ပါအဖွဲ့ဝင်ပါတဲ့ဟုတ်ကဲ့ပါလို့နော်မဟေတာဟုတ်ကဲ့မင်္ဂလာပါဗျနော်အဲ့တော့အားလုံးပဲပေါ့ကွန်မန့်ရေးနေတော့အကိုအမများအားလုံးပဲမင်္ဂလာပါလို့နော်နှုတ်ခွန်းဆက်ပါတယ်ဗျအဲ့တော့ကျွန်တော်တို့မွေးကနန်းလိုက်လေဖြစ်သည့်အတွက်ပေါ့နော်ကျူရှင်သမားတွေပဲရတယ်ဗျတဲ့ဟုတ်ပါတယ်လို့နော်အဲ့တော့လာမဲ့ပွဲကတော့ကျွန်တော်လည်းနည်းနည်းလေးသဘောကျတဲ့ပွဲကိုရောက်လာပြီပေါ့နော်နည်းနည်းလေးလည်းကြိုက်ပွဲလေးလည်းတွေ့လာပြီပေါ့ဆိုတော့လာမဲ့ပွဲမှာတော့အားလုံးပဲအဆင်ပြေလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ပေါ့နော်အကောင်းဆုံးလည်းဖြစ်လိမ့်မယ်လို့ထင်တယ်ပေါ့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကမြင်ရတာမဟုတ်ဘူးမှန်းဆရတာပေါ့နော်မှန်းဆရတာစနစ်တည်းရဲ့အရာစီကြောတွေကိုကြည့်ပြီးမှကျွန်တော်တို့ကလာမဲ့ပွဲဟာအဆင်ပြေမဲ့ပွဲလားမပြေနိုင်တဲ့ပွဲလားပေါ့နော်စီကြောသွားတဲ့စနစ်အပေါ်မှာမူတည်ပြီးမှဖြည့်ရှင်းရတာပေါ့ဒါကြောင့်မလို့လာမဲ့ပွဲမှာတော့အဆင်ပြေပါလိမ့်မယ်လို့နော်စိတ်ထားပါအားလုံးပဲအဲတော့ကျွန်တော်တို့လာမဲ့ပွဲအတွက်လည်းပေါ့နော်ကျွန်တော်ပုံမှန်ပြနေကြအတိုင်းလေးတွေကျွန်တော်ပြပေးမှာပါအဲတော့ကြည့်နိုင်တယ်ပေါ့ဆိုတဲ့အကူကြီးအမတွေကစိတ်ရှိရှိလေးထားပြီးတော့ကြည့်ပါပေါ့နော်အဒီတော့ကတဲ့မွေးကနန်းလိုက်ဖြစ်သည့်အတွက်အချိန်နည်းနည်းကြာတတ်တယ်ပေါ့နော်ဒါကြောင့်ကျွန်တော်တအားကြီးမစောင့်တော့ဘူးကျွန်တော်အကူဒီအမတွေနောက်ရောက်လာတဲ့သူကဝင်ကြည့်ပေါ့နော်အဲ့တော့ကနန်းကဒီပွဲမှာတော့ကျွန်တော်ကရှေ့ရသွားတယ်သူကနောက်ကလိုက်တယ်ပေါ့နော်အဲ့လိုဖြစ်သွားတယ်လို့ဖြစ်သွားတယ်ပေါ့ဒါပေမဲ့လာမဲ့ပွဲအတွက်တော့အကောင်းဆုံးစူးစမ်းနေပါတယ်ပေါ့နော် YouTube channel လေးတွေကလည်းအလုံးလေးတွေကအကုန်လုံးကအသစ်ကလေးတွေကြီးပဲဆိုတော့ကြည့်ရှုမဲ့သူကတိတ်ရှိမှာတော့မဟုတ်ပါဘူးနော်ရှိတဲ့လောက်ပဲပေါ့အဲ့တော့လာမဲ့ပွဲမှာတော့အင်္ဂါမကျော်ခိုင်မာရထားတာကတော့အင်္ဂါမကျော်ပတ်တီးနဲ့အဲ့ဒီပတ်တီးကိုတင်မဲ့မွေးကနန်းတစ်ကွက်သေးပေါ့နော်တစ်ကွက်သေးတော့မွေးကနန်းကိုဒါကျွန်တော်အဖွဲ့ဝင်တွေကိုပေးမှာပါလို့နော်အဲ့တော့ပြောချင်တာကအချိန်အကြာကြီးပေါ့နော်အခုအချိန်ထိကျွန်တော်အဖွဲ့ဝင်ဟောင်းနေလဲပေးလာခဲ့တာကြာခဲ့ပါပြီပေါ့နော်ဆိုတော့အဖွဲ့ဝင်ဟောင်းနေတဲ့ကဘာမှကျွန်တော်ကိုထိုးတယ်လည်းမပြောဘူးမထိုးဘူးလည်းမပြောဘူးပေါ့နော်ဘာမှမပြောတဲ့သူတွေကိုတော့ဒီပွဲထဲမှာကျွန်တော်အနေနဲ့ဘာမှလာမပြောရင်ထုတ်ပါတော့မယ်လို့เนาะအဖွဲ့ဝင်ဟောင်းတွေကိုတော့ထုတ်ပါတော့မယ်ဘာဖြစ်လို့လဲဆိုတော့ဒီပွဲမှာကျွန်တော်အဖွဲ့ဝင်အစ်စ်ပြန်ပြီးတော့လက်ခံရမှာမလို့ပါเนาะကျွန်တော်ကအဖွဲ့ဝင်ခေါ်ခဲ့ပါတယ်တော်ရုံသိရုံနဲ့တွန်းတိုက်ပေါ့ကျွန်တော်ကြိုက်တဲ့ပွဲတွေကြရင်ကျွန်တော်ခေါ်ပါတယ်เนาะဒီလိုပွဲတွေမှာကျွန်တော်ပြောပါတယ်ကျွန်တော်ခဏပြောတယ်လိုတိုက်ရတို့မောင်ခေါ်တော့ဗျာထူးအောင်ကျော်ခေါ်ရင်တော့ဗျာမထူးနဲ့တခါတည်းကြိုပြောထားတယ်ပေါ့เนาะဆိုတော့အဲ့တော့မောင်ခေါ်ပါပြီပေါ့ဒီပွဲတွေကเนาะမောင်ခေါ်ရမယ့်အလှည့်ကိုရောက်လာပါပြီဒါကြောင့်မလို့အဖွဲ့ဝင်ခြင်းတဲ့အကူတွေအမတွေဝင်လို့ရပါပြီပေါ့နော်ဒီပွဲမှာကအင်္ဂါမကျော်မွေးကနန်းကလည်းတကွက်သေးပေါ့နော်ကောင်းပါတယ်ကောင်းလို့လည်းပေးတာပါနော်အဲ့တော့အင်္ဂါမကျော်ပတ်တီးကလည်းခိုင်မာကြာလာတာပေါ့နော်ဆိုတော့အဲ့တော့ကဲဟုတ်ပါပြီ9မိနစ်စောင့်ပေးပြီးသွားပြီဆိုတော့ပြပါရစီလို့နော်ကျွန်တော်အကူတွေအမတွေအားလုံးပဲအဲ့တော့ channel အသစ်လေးကိုအခုမှတွေ့တဲ့အကူတွေအမတွေကလည်းနော်ထုံးစံအတိုင်းပေါ့အဲ့တော့ကဲဟုတ်ပါပြီလို့နော်ဆိုတော့ကတဲ့ကျွန်တော်တို့စလိုက်ရအောင်လို့အရင်ဆုံးတော့ပတ်တီးလေးတွေပေါ့နော်ဒါကတော့ဖရီးသမားတွေအတွက်ကျွန်တော်တီးတန်းပြပေးတာပေါ့နော်အဲ့တော့စလိုက်ရအောင်တဲ့
အဲ့တော့စလိုက်ရအောင်ဆိုတော့ကတဲ့စလိုက်ရအောင်ဆိုတော့ကစလိုက်ရအောင်ကိုsorry အဲ့တော့ကဲဟုတ်ပါပြီပေါ့နော်ဆိုတော့တနင်္လာနေ့မနက်စီထိပ်စီးရဲ့တနင်္လာညနေစီနောက်ပိတ်ရဲ့တဲ့နော်အဲ့တော့ဒီ1ဒီ3ညနှလုံးပေါင်းခြင်း1ရဲ့လို့ဖြစ်လို့1ရဲ့ပါဝါ6တလုံးဒီတဲ့နောက်ပွဲမှာမပြောက်ရဘူးဆိုတော့3ည6ဆိုပြီးတော့6တလုံးထွက်ခဲ့ပါတယ်တဲ့နော်ဒီပွဲကတော့တနင်္လာပိတ်ထားတော့ယူလို့မရဘူးနော်အဲ့တော့တနင်္လာနေ့မနက်စီထိပ်စီးတနင်္လာညနေစီနောက်ပိတ်ဒီ6ဒီ1နှလုံးပေါင်းခွန်ရယ်လို့ဖြစ်လို့ခွန်ပါဝါ2တလုံးမပြောက်ရဘူးဆိုတော့92တို့နော်21တို့ထွက်ခဲ့ပါတယ်တဲ့နော်အဲ့တော့ကျွန်တော်ကတအားရှည်မှာဆိုလို့ထိတ်တစ်ချက်ပိတ်တစ်ချက်နှစ်ချက်ဆွဲပြပေးတာနော်အဲ့ရောတဲ့ကျွန်တော်တို့ဒီဘက်ကိုရောက်ပြီဆိုတော့ပေါ့နော်ဒီမှာဆိုလို့ရှိရင်တနင်္လာနေ့မနက်စီထိပ်စီတနင်္လာနေ့ညနေစီနောက်ပိတ်ဒီ6ဒီ1နှလုံးပေါင်းခြင်းဒီခွန်ရယ်လို့ဖြစ်လို့ခွန်ဘာဝ2တလုံးမပြောက်ရဘူးဆိုတော့82ဆိုပြီးတော့ထွက်ခဲ့ပါတယ်တဲ့နော်အဲ့တော့ကျွန်တော်တို့ဒီ3ဒီ8နှလုံးပေါင်းခြင်းဒီ1ရယ်လို့ဖြစ်လို့1ပါဝါ6တလုံးဒီဒီပွဲမှာမပြောက်ရဘူးလို့တစ်ချက်ပြပါတယ်တဲ့နော်6တလုံးပေါ့အဲ့တော့နောက်တစ်ချက်သွားပြီးတော့စဉ်းစားလိုက်ရအောင်တဲ့ထိတ်ကိုတစ်ချက်ပြန်သွားလိုက်မယ်နော်အဲ့တော့တဲ့နောက်တစ်ချက်ပေါ့နော်အင်္ဂါနေ့မနက်ဈေးနောက်ပိတ်ရဲ့ဗုဒ္ဓဖူးညနေဈေးထိတ်စီးရဲ့တဲ့နော်ဒီကိုဒီလေးနှလုံးပေါင်း3ရယ်လို့ဖြစ်လို့3တလုံးမပြောက်ပါဘူးဆိုတော့3ခွန်3333ပေါ့နော်3နေထွက်ခဲ့ပါတယ်တဲ့ဒီမှာကတော့အင်္ဂါပိတ်ထားလို့ယူလို့မရဘူးနော်အဲ့တော့ကျွန်တော်တို့ဒီ9ဒီ8နှလုံးပေါင်းခြင်းဒီ3ရယ်လို့ဖြစ်လို့အဲ့ဒီ3တလုံးမပြောက်ပါဘူးဆိုတော့3ညာ3လို့3ခွန်34 30ခွန်ပေါ့နော်3နေထွက်ခဲ့ပါတယ်တဲ့နော်အဲ့တော့အဲ့ဒီအတိုင်းသွားမယ်ဆိုရင်တဲ့ကျွန်တော်တို့ဒီဘက်ကိုကြည့်လိုက်ရအောင်ပေါ့နော်အင်္ဂါနေ့မနက်ဈေးနောက်ပိတ်ဗုဒ္ဓဖူးညနေဈေးထိပ်စီဒီကိုနှလုံးပေါင်းခြင်း8ရယ်လို့ဖြစ်လို့8ရယ်sorry 8ရယ်လို့ဖြစ်လို့အဲ့ဒီ8တလုံးမပြောက်ပါဘူးဆိုတော့68တို့85တို့818တို့နော်8တလုံးထွက်ခဲ့ပါတယ်တဲ့အဲ့တော့သူကဒီ9ဒီ1နှလုံးပေါင်းခြင်းဒီ6ရယ်လို့ဖြစ်လို့အဲ့ဒီ6တလုံးဒီမပြောက်ပါဘူးလို့နောက်တစ်ချက်ထပ်ပြီးတော့ပြပါတယ်တဲ့6တလုံးပေါ့နော်အဲ့တော့6တလုံးမပြောက်တတ်သည်ကိုပြတာပါအဲ့တော့နောက်တစ်ချက်ကျွန်တော်တို့ထပ်ပြီးတော့ကြည့်လိုက်ရအောင်တဲ့နော်ဆိုတော့ကတနင်္လာနေ့ညနေစီထိပ်စီအင်္ဂါနေ့ညနေစီနောက်ပိတ်ဒီ3ဒီ5နှလုံးပေါင်း8ရယ်လို့ဖြစ်လို့နောက်ပွဲမှာ8တလုံးမပြောက်ပါဘူးဆိုတော့85ဆိုပြီးတော့8တလုံးထွက်ခဲ့ပါတယ်တဲ့နော်ဒီမှာကတော့တနင်္လာနဲ့အင်္ဂါပိတ်ထားတော့ယူလို့မရပါဘူးလို့နော်အဲ့တော့ကျွန်တော်တို့ဒီ3ညာနှလုံးပေါင်း4ရယ်လို့ဖြစ်လို့နောက်ပွဲမှာ4တလုံးမပြောက်ပါဘူးဆိုတော့ဒီမှာ34ဆိုပြီးတော့4တလုံးထွက်ပါတယ်လို့နော်ဂျားတွေကအပင်တွေကတော့ပြန်စစ်ကြည့်ပါလို့နော်အဲ့တော့ကျွန်တော်တို့ဒီဘက်ကိုသွားလိုက်ရအောင်တဲ့နော်အဲ့တော့ကျွန်တော်တို့ဒီပွဲမှာကြတော့ဒီ6ဒီ9နှလုံးပေါင်း9ရယ်လို့ဖြစ်လို့9တလုံးမပြောက်ပါဘူးဆိုတော့85တို့51တို့9တလုံးထွက်ခဲ့ပါတယ်တဲ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာကြတော့ဒီ6ဒီ3ညနှလုံးပေါင်းခြင်း6ရယ်ဖြစ်လို့ဒီပွဲမှာလည်း6တလုံးဒီမပြောက်ရဘူးလို့နောက်တစ်ချက်ထပ်ပြီးတော့ပြပါတယ်တဲ့နော်6တလုံးမပြောက်ပါဘူးပေါ့ဆိုတော့ဒါကမပြောက်ပတ်သည့်3ချက်ပေါ့နော်ကျွန်တော်ထိတ်ကနေစပြီးတော့ပြပေးတာပါဒီလိုအပင်တိုလေးတွေအများကြီးရှိပါတယ်ဒါပေမဲ့ကျွန်တော်မပြတော့ဘူးเนาะရှည်မှာဆိုလို့လိုက်ကြီးတအားရှည်မှာဆိုလို့ဒါကိုကျွန်တော်မပြောက်လို့ရေးလိုက်မယ်เนาะမပြောက်ဘူးမပြောက်ပတ်သည့်အဲ့တော့မပြောက်ပတ်သည့်6ဆိုတော့အဲ့ဒီ6ဘယ်အချိန်လာမှလဲဆိုတာကိုကျွန်တော်တို့တစ်ခါပြန်ပြီးတော့ဆန်းစစ်ရပါမယ်တဲ့เนาะအဲ့တော့များသောအားဖြင့်ပန်းဆောင်အောင်ပေါ့နော်ပြောချင်တာကစုံလင်ဖြစ်အောင်ပြတာကတော့ကျွန်တော်လည်းအတတ်နိုင်ဆုံးပြပေးပါတယ်နော်ဘာလဲဆိုရင်ပတ်တီမွေးကနံပရိအခွေးနော်အမျိုးစုံကျွန်တော်ပြပေးပါတယ်လို့ကျွန်တော်အကူကြီးအမကြီးနော်ကျွန်တော်ဓာတ်ထက်တော့ပို့ပြီးတော့လဲပြစရာဘာတွေရှိသေးလဲရှိသေးတာရှိရင်လည်းပြောပါကျွန်တော်ရှာပြီးတော့ပြပေးပါမယ်ပေါ့နော်အဲ့တော့တဲ့အဲ့တော့ကဲဟုတ်ပါပြီလို့နော်ဆိုတော့ကျွန်တော်တို့နောက်တစ်ချက်စဉ်းစားလိုက်ရအောင်တဲ့နော်နောက်တစ်ချက်ကဘယ်ကနေစပြီးတော့စဉ်းစားရမလဲဆိုတော့ကတဲ့နော်အဲ့တော့အပင်အားဖြင့်တော့နည်းနည်းလေးတူသေးတာပေါ့နော်အဲ့တော့ဗုဒ္ဓဖူးမနက်စီပေါ့ဗုဒ္ဓဖူးမနက်စီကဏ္ဍနှလုံးရဲ့ဗုဒ္ဓဖူးညနေစီထိပ်စီရဲ့ပေါ့နော်6ခွန်1 3လုံးပေါင်းခြင်း4ရယ်လို့ဖြစ်လို့တဲ့အဲ့ဒီ
လေးတစ်လုံးဒီနောက်ပွဲမှာ3ရက်အတွင်းထွက်ရမယ်ဆိုတော့အင်္ဂါနေ့ညနေမှာ84ဆိုပြီးတော့လေးတစ်လုံးထွက်ပါတယ်လို့နော်အဲ့တော့ဒီ8ဒီ9ဒီ9 3လုံးပေါင်းခြင်းဒီ3ညရယ်လို့ဖြစ်လို့အဲ့ဒီ3ညတစ်လုံးဒီ3ရက်အတွင်းထွက်ရမယ်ဆိုတော့3ည2တူ80လို့ပေါ့နော်3ရက်အတွင်းထွက်ခဲ့ပါတယ်တဲ့အဲ့တော့ဒီ6ဒီ9ဒီ9 3လုံးပေါင်းခြင်း3ညရယ်လို့ဖြစ်လို့3ညတစ်လုံးက3ရက်အတွင်းဆိုတော့3ည9ဆိုပြီးတော့3ညတစ်လုံးထွက်ခဲ့ပါတယ်လို့နော်အဲ့တော့ကျွန်တော်တို့ဒီ2ဒီ9ဒီ1 3လုံးပေါင်းခြင်းဒီ9 8ရယ်လို့ဖြစ်လို့8တစ်လုံးဒီ3ရက်အတွင်းဆိုတော့8 6တူ9 8တူ8တစ်လုံးထွက်ခဲ့ပါတယ်တဲ့နော်အဲ့တော့ဒီ3ညဒီ4ဒီ3 3လုံးပေါင်းခြင်းဒီ9ရယ်လို့ဖြစ်လို့9တစ်လုံးဒီ3ရက်အတွင်းဆိုတော့ကျွန်တော်တို့49လို့ဆိုပြီးတော့9တစ်လုံးထွက်ခဲ့ပါတယ်တဲ့အင်္ဂါနေ့ညနေမှာပေါ့နော်3ရက်အတွင်းပေါ့ဆိုတော့ကတဲ့နောက်တစ်ချက်ကျွန်တော်တို့ပေါ့နော်ဒီ9ဒီ8ဒီ2 3လုံးပေါင်းခြင်း9ရယ်လို့ဖြစ်လို့အဲ့ဒီ9တစ်လုံးဒီ3ရက်အတွင်းဆိုတော့ကြာသာပတိနေ့မနက်စီမှာ85ဆိုပြီးတော့9တစ်လုံးထွက်ခဲ့ပါတယ်လို့နော်ဘာလို့ကြာသာပတိကိုရောက်တာလဲဆိုတော့တနင်္လာနေ့ကပိတ်ထားတာဖြစ်လို့ဗုဒ္ဓအင်္ဂါဗုဒ္ဓဖူးကြာသာပတိဒီ3ရက်ပေါ့နော်ဒီ3ရက်အတွင်းပေါ့ဆိုတော့ထွက်ခဲ့ပါတယ်တဲ့နော်အဲ့တော့ဗုဒ္ဓဖူးမနက်စီကနန်းနှလုံးဗုဒ္ဓဖူးညနေစီထိပ်စီ643လုံးပေါင်းခြင်းဒီ2ရယ်လို့ဖြစ်လို့အဲ့ဒီ2တစ်လုံးဒီ3ရက်အတွင်းဆိုတော့20ဆိုပြီးတော့2တစ်လုံးထွက်ခဲ့ပါတယ်တဲ့နော်အဲ့တော့ဒီခွန်ဒီ4ဒီ5ပေါ့ခွန်4 5 3လုံးပေါင်းခြင်း6ရယ်လို့ဖြစ်လို့6တစ်လုံးဒီ3ရက်အတွင်းဆိုတော့တနင်္လာမနက်ဈေးမှာ96ဆိုပြီးတော့6တစ်လုံးထွက်ပါတယ်လို့နော်အဲ့တော့ကတဲ့ကျွန်တော်တို့ဒီ1ဒီ1ဒီ4ပေါ့3လုံးပေါင်းခြင်း6ရယ်လို့ဖြစ်လို့6တစ်လုံးဒီ3ရက်အတွင်းဆိုတော့66တူ6တစ်တူเนาะ6တစ်လုံးထွက်ခဲ့ပါတယ်တဲ့အဲ့တော့ဒီမှာကျတော့ဒီ3ဒီ8ဒီ9ပေါ့เนาะ3 8 9 3လုံးပေါင်းခြင်း3ညရယ်လို့ဖြစ်လို့3ညတစ်လုံးဒီ3ရက်အတွင်းဆိုတော့အင်္ဂါညနေမှာ80ဆိုပြီးတော့3ညတစ်လုံးထွက်ခဲ့ပါတယ်တဲ့เนาะအဲ့တော့နောက်လာမယ့်ပွဲကိုကြည့်ရင်ဒီ6ဒီ9ဒီ1ပေါ့เนาะ3လုံးပေါင်းခြင်းဒီတဲ့6ရယ်လို့ဖြစ်လို့အဲ့ဒီ6တစ်လုံးဒီတဲ့3ရက်အတွင်းတဲ့နော်6တစ်လုံးကဟူးမကျော်လို့ရေးလိုက်မယ်နော်3ရက်ဆိုတော့ဒီပွဲမှာပိတ်ပွဲမရှိဘူးအဲ့တော့6တစ်လုံးကဟူးမကျော်တဲ့နော်ဆိုတော့ကျွန်တော်တို့နောက်တစ်ချက်ထပ်ပြီးတော့ဆန်းစစ်ကြည့်ပါအောင်ဆိုတဲ့မင်္ဂလာအပေါင်းနဲ့ခါညောင်းပါစီတဲ့ဟုတ်ကဲ့ပါလို့နော်ကျေးဇူးပါဗျမင်္ဂလာပါနော်အားလုံးပဲကွန်မန့်ရေးနေတော့အကိုအမများအားလုံးပဲမင်္ဂလာပါလို့နော်ကျွန်တော်လိုတာရကနှုတ်ခွန်းဆက်ပါတယ်ဗျအဲ့တော့ကဲဟုတ်ပြီတဲ့နော်ကျွန်တော်တို့ဆက်လိုက်ရအောင်တဲ့နောက်တစ်ချက်ပေါ့နော်ကြာသာပတိနေ့မနက်ဈေးပေါ့နော်ဒီပွဲမှာ84လို့ထွက်ချင်းကြောင့်မနက်ဈေးကနန်းနှလုံးပေါင်းခြင်းပေါ့နော်ဗရိတ်ဒီရဲ့2ရယ်လို့ဖြစ်လို့အဲ့ဒီ2တစ်လုံးဒီနောက်တစ်ပွဲမှာ3ရက်အတွင်းထွက်ရမယ်ဆိုတော့20ခွန်ဆိုပြီးတော့ဗုဒ္ဓဖူးမနက်ဈေးမှာထွက်ခဲ့ပါတယ်တဲ့နော်အဲ့တော့ဒီပွဲမှာကကြာသာပတိမနက်ဈေးက3ညာ4လို့ထွက်ခြင်းကြောင့်နှလုံးပေါင်း4လို့ဖြစ်လို့အဲ့ဒီ4တစ်လုံးဒီ3ရက်အတွင်းထွက်ရမယ်ဆိုတော့3ညာ4ဆိုပြီးတော့4တစ်လုံးထွက်ခဲ့ပါတယ်တဲ့နော်အဲ့တော့ဒီခွန်ဒီ1နှလုံးပေါင်း8ရယ်လို့ဖြစ်လို့အဲ့ဒီဘောင်းမှာဆိုမှဖုံးကခေါ်တော့ပြုတ်ကြတာပေါ့လို့နော်အဲ့တော့တတိအဲ့တော့ကတဲ့ခဲဟုတ်ပါပြီပေါ့နော်ကျွန်တော်တို့ဆက်လိုက်ရအောင်တဲ့နော်ဒီနှစ်နှလုံးပေါင်း4ရယ်လို့ဖြစ်လို့4တစ်လုံးက3ရက်အတွင်းဆိုတော့84ဆိုပြီးတော့အင်္ဂါညနေမှာထွက်ပါတယ်တဲ့နော်ဒီ1ဒီ9နှလုံးပေါင်း6ရယ်လို့ဖြစ်လို့6တစ်လုံးက3ရက်အတွင်းဆိုတော့65ဆိုပြီးတော့ဗုဒ္ဓဖူးမနက်ဈေးမှာထွက်ပါတယ်တဲ့ဒီ6ဒီ9နှလုံးပေါင်း1ရယ်လို့ဖြစ်လို့1တစ်လုံးက3ရက်အတွင်းဆိုတော့1 3ဆိုပြီးတော့1တစ်လုံးထွက်ပါတယ်တဲ့နော်အဲ့တော့ဒီ3ဒီ1နှလုံးပေါင်း4ရယ်လို့ဖြစ်လို့4တစ်လုံးက3ရက်အတွင်းဆိုတော့4 4ဆိုပြီးတော့4တစ်လုံးထွက်ပါတယ်လို့နော်အဲ့တော့ဒီ6ဒီ2နှလုံးပေါင်း8ရယ်လို့ဖြစ်လို့8တစ်လုံးက3ရက်အတွင်းဆိုတော့58ဆိုပြီးတော့8တစ်လုံးထွက်တယ်နော်အဲ့တော့ဒီ4ဒီ9နှလုံးပေါင်း9ရယ်လို့ဖြစ်လို့9တစ်လုံးက3ရက်အတွင်းဆိုတော့94ဆိုပြီးတော့9တစ်လုံးထွက်ပါတယ်လို့နော်အဲ့တော့ဒီခွန်ဒီ9နှလုံးပေါင်းခြင်းက2ရယ်လို့ဖြစ်လို့2တစ်လုံးက3ရက်အတွင်းဆိုတော့20ဆိုပြီးတော့အင်္ဂါညနေမှာထွက်ခဲ့ပါတယ်လို့နော်ဒီပွဲကတော့ယူလို့မရဘူးကြာတာပရိပိတ်ထားလို့နော်အဲ့တော့ကျွန်တော်တို့ဒီခွန်ဒီ6နှလုံးပေါင်း3ရယ်လို့ဖြစ်လို့3တစ်လုံးက3ရက်အတွင်းဆိုတော့38ဆိုပြီးတော့ဗုဒ္ဓဖူးမနက်ဈေးမှာထွက်ခဲ့ပါတယ်တဲ့နော်အဲ့တော့ဒီခွန်ဒီ1နှလုံးပေါင်းခြင်း8ရယ်လို့ဖြစ်လို့အဲ့ဒီ8တစ်လုံးဒီ3ရက်အတွင်းဆိုတော့ကျွန်တော်တို့68 85 18ပေါ့နော်8တစ်လုံးထွက်ခဲ့ပါတယ်တဲ့နော်
အဲ့တော့လာမဲ့ပွဲကိုကြည့်ရင်ဒီ9ဒီ1ပေါ့နှလုံးပေါင်းခြင်းဒီ6ရေလို့ဖြစ်လို့သူကလည်း6တလုံးကဟူးမကျော်လို့ပဲနောက်တစ်ချက်ထပ်ပြပါတယ်တဲ့နော်ဟူးမကျော်ပါဘူးတဲ့အဲ့တော့ဟူးမကျော်2ချက်ပေါ့နော်အဲ့တော့ဟူးမကျော်2ချက်ကိုကျွန်တော်တို့ကဏ္ဍလေးတွေပြန်ပြီးတော့6တလုံးကိုဘာနဲ့တွဲရမလဲဆိုတာလေးပြန်တွဲကြည့်လိုက်ရအောင်ပေါ့နော်ကဲဟုတ်ပါပြီပြတဲ့စနစ်လေးတွေကြိုက်တယ်ဆိုရင်လိုက်လက်မအသေးလေးတွေပေးဖို့လည်းမမေ့ကြပါနဲ့ဦးပေါ့နော်3-1-2-3-4အခွေတဲ့ရှုံးနေလို့ပါပြောပြပါဦးတဲ့3-1-2-3-4နည်းတော့မဟုတ်ပါလား9လုံးကြီးအောင်နော်ကျွန်တော်ဆိုရင်4လုံးကိုတော့မှအားနာလို့ကျွန်တော်သူတွေကိုကျွန်တော်ပြရုံပဲပြတယ်မပေးဘူးเนาะကျွန်တော်ကဟွက်ဖဲမထားဘူးဘာကြောင့်လဲလို့မေးကြည့်တော့ကျွန်တော်အနေနဲ့ကကျွန်တော်လုပ်ပေးနိုင်တာကိုအကုန်လုပ်ပေးတယ်ပေါ့အမှန်တိုင်းပြောရလို့ရှိရင်ကျွန်တော် line ပေါ်မှာပြပေးတာနဲ့တောင်တန်တယ်လို့ပြောရမယ်เนาะကျွန်တော်တပတ်စာခေါ်တဲ့အဖွဲ့ဝင်ကြီးကဘာကြောင့်လဲဆိုတော့ကျွန်တော်အကူတွေအမတွေလည်းတည်ထားပြီးသားပါเนาะတပတ်စာမှာကျွန်တော်1မဲယူတာပါအဲ့ဒီအတွက်ကျွန်တော်အကူတွေအမတွေအတွက်မတန်စရာမရှိပါဘူးကျွန်တော် line ပေါ်မှာပြပေးတာနဲ့တောင်တန်လောက်တယ်လို့ထင်ပါတယ်ပေါ့เนาะဒါပေမဲ့ line ပေါ်ကတီးတန့်ချီးပြီးကစားတဲ့သူစုကလည်းသူကသူရှိပြီးသားအချိန်တန်လို့ဖြစ်မလာခဲ့ရင်တော့လာပြီးတော့ဖုန်းခေါ်ပြီးတော့ပြောတာတို့ဆိုတာတို့ကျွန်တော်ကိုအများကြီးလုပ်ကြတော့တာပဲပေါ့เนาะအဲ့တော့ကဲဟုတ်ပါပြီတဲ့เนาะစလိုက်ရအောင်ပေါ့เนาะကျွန်တော်ဆိုရင်အခွေတစ်ခွေပေးလာတာ5-6လရှိပါပြီလို့ကျွန်တော်ပေးလာတဲ့အခွေเนาะအဲ့တော့တဲ့နော်လိုက်လက်မှာအသေးလေးပေးဖို့လည်းမမေ့ကြပါနဲ့ပေါ့နော်ကြိုက်တဲ့ဆိုရင်ပေါ့ဆိုတော့အဲ့တော့ကျွန်တော်လာမဲ့ပွဲမှာပေးမှာကကျွန်တော်အဖွဲ့ဝင်တွေကိုကျွန်တော်အင်္ဂါမကျော်ပတ်တီးတစ်လုံးနဲ့အဲ့ဒီပတ်တီးကိုတင်ပြီးကစားရမယ်တင်ခွက်တစ်ခွက်ထဲပေးမှာပါလို့နော်အင်္ဂါမကျော်မွေးခွက်တစ်ခွက်ထဲပါလာမဲ့ပွဲမှာအဖွဲ့ဝင်တွေကိုပေးမှာဒီအဲ့တော့ပြောချင်တာကဘာလဲဆိုတော့ကျွန်တော်အဖွဲ့ဝင်ကြီးကလည်းအများကြီးယူထားတာမဟုတ်ပါဘူးနော်တန်တန်ရင်ဝင်လို့ရပါတယ်နောက်တစ်ခုကကျွန်တော်ဘာလို့အဖွဲ့ဝင်ခေါ်ရလဲဆိုရင်ကျွန်တော်မှအဲ့လိုပေါ့နော်အလုပ်ကဒီတလုပ်သေးကိုလုပ်ရတဲ့ခါကျတော့အခြားအလုပ်ကိုကျွန်တော်မလုပ်နိုင်တာဖြစ်သည့်အတွက်စားဝတ်နေရေးရှိလို့ခေါ်တာပါနော်မဟုတ်လို့ရှိရင်ကျွန်တော်ဘာမှပြောမှာမဟုတ်ပါဘူးနော်ဖုန်းနံပါတ်လေးပေးပါတဲ့နောက်ဆုံးကြရင်ကျွန်တော်ရေးပေးခဲ့ပါမယ်လို့နော်အဲ့ရနော်ကျွန်တော်တို့ဒီမှာကတ်လုံးမထည့်ရသေးဘူး6တလုံးဖူးမကျော်ဘာနဲ့ထွက်မလဲကျွန်တော်တို့အဲ့တော့ကတ်လုံးကတော့ပင်နုလေးတွေပင်ရှည်လေးတွေပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့ပင်နုပင်ရှည်ပင်ရှည်ပင်တို့ကျွန်တော်အမျိုးစုံကတ်ပေးထားပါတယ်လို့ကဲစလိုက်ရအောင်လို့ကတ်လုံးလေးပေါ့နော်ဒီကိုဒီလေးဒီကိုပေါ့3လုံးပေါင်းခြင်းဒီ2ရေလို့ဖြစ်လို့ဒီမှာတဲ့3ရက်အတွင်း2တလုံးလို့ဆိုလိုက်တဲ့အချိန်မှာတဲ့နော်2တလုံးအဲ့ဒီ2တလုံးကိုဘာကတ်မလဲဆိုရင်အင်္ဂါနေ့မနေ့ဈေးနောက်ပိတ်ဗုဒ္ဓဖူးမနေ့ဈေးနောက်ပိတ်တဲ့နော်3ရယ်4ရယ်နှလုံးပေါင်းခြင်းခွန်ရယ်လို့ဖြစ်လို့ခွန်ပါဝါ2 9နှစ်ခတ်3ညဆိုတော့2ခွန်2 20တဲ့အဲ့ဒီထဲတွေက20ဆိုတဲ့ခဏအင်္ဂါနေ့ညနေဈေးမှာပြီးခဲ့ပါတယ်လို့နော်ဒီခွန်ဒီလေးဒီငါ3လုံးပေါင်းခြင်းဒီတဲ့6ရေလို့ဖြစ်လို့ဒီပွဲမှာ3ရက်အတွင်း6တလုံးလို့ဆိုလိုက်တဲ့အချိန်မှာလေတဲ့အဲ့ဒီ6တလုံးကိုကျွန်တော်တို့ဒီ3ညဒီ6နှလုံးပေါင်းခြင်းဒီ6ရေလို့ဖြစ်လို့6ပါဝါ1 6နှစ်ခတ်9ဆိုတော့6 1 69တဲ့နော်666169တွေကဘာထွက်လဲဆိုရင်ကျွန်တော်တို့69ဆိုပြီးထွက်ပါတယ်တဲ့နော်အဲ့တော့ကတဲ့နော်အဒိဒေါကတဲ့နော်အဲ့တော့ကအဲ့ဒီတော့ကကျွန်တော်တို့69ဆိုပြီးတော့ထွက်ခဲ့ပါတယ်တဲ့တနင်္လာနေ့မနေ့ဈေးမှာပေါ့နော်ဆိုတော့ဒီလေး3လုံးပေါင်းခြင်းဒီ6ရေလို့ဖြစ်လို့ဒီအင်္ဂါဒီ3ရက်အတွင်းမှာ6တလုံးလို့ဆိုလိုက်တဲ့အချိန်မှာလေတဲ့ဒီကိုဒီ3ညပေါ့နော်ဒီကိုဒီ3ညနှလုံးပေါင်းခြင်း9ရေလို့ဖြစ်လို့9တဲ့9ပါဝါ4 9နှစ်ခတ်6ဆိုတော့က696466တဲ့66ဆိုတဲ့ကဏ္ဍတနင်္လာနေ့မနေ့ဈေးမှာထွက်ခဲ့ပါတယ်လို့နော်အဲ့တော့နောက်တစ်ချက်တဲ့ကျွန်တော်တို့နော်ဒီ3ဒီ8ဒီ9 3လုံးပေါင်းခြင်းဒီ3ညရေလို့ဖြစ်လို့ဒီပွဲမှာဒီ3ညတစ်လုံးဒီ3ရက်အတွင်းလို့ခေါ်လိုက်တဲ့အချိန်မှာတဲ့ဒီ9ဒီ8နှလုံးပေါင်းခြင်းဒီခွန်ရေလို့ဖြစ်လို့ခွန်ပါဝါ2 9နှစ်ခတ်3ညဆိုတော့3ညခွန်3ည2 3ည3ညတဲ့80ဆိုတဲ့ခဏအင်္ဂါနေ့ညနေဈေးမှာပြီးခဲ့ပါတယ်တဲ့နော်အဲ့တော့ကဒီ6ဒီ9ဒီ1 3လုံးပေါင်းခြင်း6ရေလို့ဖြစ်လို့ဒီပွဲမှာ6တလုံးကိုတဲ့နော်6တလုံးကိုဒီ3ညဒီ8နှလုံးပေါင်းခြင်းဒီ8ရေလို့ဖြစ်လို့8ပါဝါ3 8နှစ်ခတ်1ဆိုတော့686361တဲ့နော်သူကကဏ္ဍ3ခွက်
အဲ့တော့ကျွန်တော်တို့ဒါလေးကိုပြန်ပြီးတော့တစ်မျိုးနည်းနဲ့ပြန်ဆန်းစစ်ကြည့်ရအောင်တဲ့နော်ဒီဖုန်းနံပါတ်ကို message ပို့ပေးထားပါဆိုတော့ခဏလေးပါလို့နော်ကျွန်တော်ဒီမှာနည်းနည်းလေးပြန်ပြီးဆန်းစစ်လိုက်အောင်မယ်နော်အဲ့တော့နောက်တစ်ချက်ကျွန်တော်တို့ထပ်ပြီးတော့တခါဆန်းစစ်ကြည့်ပါအောင်ဆိုတဲ့ဆန်းစစ်ကြည့်ပါအောင်ဆိုပေါ့နော်ဒီ3ဒီ1ပေါ့နှလုံးပေါင်းခြင်း4ရယ်လို့ဖြစ်လို့တဲ့နော်ဒီပွဲမှာဒီရဲ့4တလုံးဒီ3ရက်အတွင်းလို့ခေါ်လိုက်တဲ့အချိန်မှာတော့တဲ့ကြာတာပရိညနေဈေးက68လို့ထွက်ချင်းကြောင့်နှလုံးပေါင်းခြင်းက4တဲ့4ပါဝါကို4နှစ်ခန့်နှစ်ဆိုတော့44494နှစ်တဲ့အဲ့တော့ကျွန်တော်44လို့ဒီပွဲမှာထွက်ခဲ့ပါတယ်တဲ့နော်အဲ့တော့ကျွန်တော်ဒီပွဲမှာ62လို့မနက်ပိုင်းမှာရှိချင်းကြောင့်နှလုံးပေါင်း8တလုံးဒီတဲ့နောက်တစ်ပွဲမှာ3ရက်အတွင်းလို့ထပ်ခေါ်တယ်တဲ့အဲ့ဒီ8တလုံးကိုဘာနဲ့ပြီးရမလဲဆိုညနေဈေးမှာ96လို့ရှိချင်းကြောင့်နှလုံးပေါင်း9ပါဝါ3ည9နှစ်ခန့်3တဲ့နော်အဲ့တော့8580 83တဲ့58ဆိုတဲ့ကဏ္ဍဗုဒ္ဓဖူးမနက်ဈေးမှာပြီးခဲ့ပါတယ်တဲ့နော်အဲ့တော့ဒီလေးဒီ9နှလုံးပေါင်းခြင်းဒီ9ရယ်လို့ဖြစ်လို့တဲ့နော်ဒီပွဲမှာ3ရက်အတွင်း9တလုံးလို့ဆိုလိုက်တဲ့အချိန်ပါလေတဲ့ကျွန်တော်တို့ညနေဈေးမှာ95လို့ထွက်ချင်းကြောင့်နှလုံးပေါင်းခြင်းဒီ4တဲ့4ပါဝါကို4နှစ်ခန့်နှစ်ဆိုတော့9499နှစ်တဲ့ဘာထွက်လဲဆိုရင်94ဆိုပြီးတော့94ဆိုတဲ့ကဏ္ဍထွက်ခဲ့ပါတယ်တဲ့နော်အဲ့တော့ဒီခွန်ဒီ9နှလုံးပေါင်းခြင်းဒီ2ရယ်လို့ဖြစ်လို့တဲ့နော်ဒီပွဲမှာ3ရက်အတွင်း2တလုံးလို့ဆိုလိုက်တဲ့အချိန်ပါလေတဲ့နော်ညနေဈေးကဏ္ဍနှလုံးပေါင်းခြင်းဒီ62လို့ဖြစ်ချင်းကြောင့်နှလုံးပေါင်းခြင်းဒီ8တဲ့8ပါဝါ3 8နှစ်ခတ်1ဆို2823နှစ်တဲ့အဲ့တော့သူကတော့ဒီပွဲမှာတော့တောက်ကြညနေဈေးရောက်မှာ1နှစ်ဆိုပြီးတော့တစ်ချိန်ထွက်ဖူးပါတယ်တဲ့နော်တောက်ကြညနေဈေးကိုရောက်သွားဘူးတဲ့တစ်ချိန်အဲ့တော့ကျွန်တော်တို့ဒီခွန်ဒီ6ပေါ့နော်နှလုံးပေါင်းခြင်း3ရယ်လို့ဖြစ်လို့တဲ့ဒီပွဲမှာဒီ3ရက်အတွင်း3တလုံးလို့ဆိုလိုက်တဲ့အချိန်မှာတဲ့အဲ့တော့ဗုဒ္ဓဖူးကြာတာပရိညနေဈေးက53လို့ရှိခြင်းကြောင့်နှလုံးပေါင်းခြင်း8တဲ့8ပါဝါ3 8နှစ်ခတ်1ဆိုတော့383331တဲ့အဲ့တော့383331ထဲကတဲ့ကျွန်တော်တို့ဘာထွက်လဲဆိုရင်38ဆိုတဲ့ခဏဗုဒ္ဓဖူးမနက်ဈေးမှာပြီးခဲ့ပါတယ်တဲ့နော်အဲ့တော့ဒီပွဲမှာဒီခွန်ဒီ1နှလုံးပေါင်းခြင်းဒီ8ရယ်လို့ဖြစ်လို့တဲ့ဒီပွဲမှာ8တလုံးဒီ3ရက်အတွင်းလို့ဆိုလိုက်တဲ့အချိန်မှာတဲ့ကျွန်တော်တို့ညနေဈေးက19လို့ရှိခြင်းကြောင့်နှလုံးပေါင်းခြင်းဒီ3ညပါဝါ9 3ညနှစ်ခတ်ခွန်ဆိုတော့8858ခွန်နဲ့နော်အဲ့တော့8858ခွန်နဲ့ကဘာထွက်လဲဆိုရင်85ဆိုတဲ့ကဏ္ဍအင်္ဂါနေ့ညနေဈေးမှာအင်္ဂါနေ့မနက်ဈေးမှာပြီးခဲ့ပါတယ်တဲ့85เนาะကြံခဲ့တဲ့ပွဲကအဲ့တော့လာမယ့်ပွဲကိုကြည့်ရင်ဒီ9ဒီ1နှလုံးပေါင်းခြင်း6ရယ်လို့ဖြစ်လို့6တလုံးဒီ3ရက်အတွင်းလို့ဆိုလိုက်တဲ့အချိန်မှာတဲ့သူကညနေဈေးက40ခွန်လို့ရှိခြင်းကြောင့်နှလုံးပေါင်းခြင်းဒီ1တဲ့1ပါဝါ6 1နှစ်ခါ8တဲ့နော်6တပြားကို168နဲ့ပြီးရမယ်တဲ့ဆိုတော့ကကျွန်တော်တို့ဒီမှာက831နဲ့ပြီးရမယ်6861နှစ်ကွက်ကတူတယ်တဲ့နော်ကိုယ်လွဲတာဆိုရင်ကျွန်တော်တို့ဘာရှိမလဲဒီဘက်က63ဒီဘက်က66ပေါ့နော်66တကွက်ပဲတိုးသွားတာပါလို့နော်အဲ့တော့ဒါက4ကွက်ဖြစ်သွားတာပေါ့နော်လုံးချင်းအဲ့ဒီ4ကွက်လုံးမွေးမှရမယ်ပေါ့6တလုံးနဲ့ပတ်သက်လို့လုံးချင်းနဲ့ဆိုရင်ပေါ့နော်ကျွန်တော်ကြုံကြည့်ပါသေးတယ်ကြုံမှုရအတွက်နည်းနည်းလေးကြက်တဲနေလို့ပါလို့နော်နောက်ဆုံးကြတော့ကျွန်တော်အနေနဲ့ရေးပေးခဲ့မှာပါနော်ဒါ6တလုံးနဲ့ပတ်သက်လို့ပြပေးတာပေါ့ဆိုတော့ကဲဟုတ်ပါပြီတဲ့နော်အသက်အဆန်းလေးတွေကိုအရင်ဆုံးရွေးချယ်ပြီးတော့ပြကြပါအောင်ဆိုတဲ့နော်အဲ့တော့တဲ့6တလုံးနဲ့ပတ်သက်လို့ကတော့ဒါကျွန်တော်တစ်ချက်ပြသွားပြီနော်အခုတို့အမတို့ကျွန်တော်အဖွဲ့ဝင်တွေကိုပေးမှာကတော့ကျွန်တော်အင်္ဂါမကျော်မွေးကနန်းတစ်ကွက်ထဲပေးမှာပါလို့နော်ဒါပွင့်ပွင့်လင်းလင်းပြောလိုက်တာပါအဲ့တော့အဲ့ဒီ6နဲ့လည်းမဟုတ်ပါဘူးเนาะကျွန်တော်ပေးမယ့်ကဏ္ဍက6နဲ့လည်းမဟုတ်ဘူးကျွန်တော်အင်္ဂါမကျော်တစ်ကွက်ထဲထုတ်မှာအင်္ဂါမကျော်ပတ်တိတစ်လုံးနဲ့ထုတ်မှာเนาะကဲအဲ့တော့ဟုတ်ပြီတဲ့ဆက်လိုက်ရအောင်တဲ့ကျွန်တော်တို့နောက်တစ်ချက်ပေါ့เนาะဒါကတော့တော်တော်များများလဲသိထားပြီးပြီမှလို့ကျွန်တော်ထိတ်တစ်ချက်ပိတ်တစ်ချက်ဆွဲပြပြီးရင်ကျွန်တော်အနေနဲ့ဟိုဘယ်လိုပြောရမလဲကျုံလိုက်မယ်ပေါ့เนาะကျုံလိုက်မယ်ဆိုတော့ကတဲ့ကျုံလိုက်မယ်ဆိုတော့ကတဲ့အဲ့တော့သူကတော့ဘယ်ကနေသွားလဲဆိုရင်တဲ့ဒီအခွေကတော့ပေါ့နော်ဒီအခွေကဒါကျွန်တော်ပွဲတိုင်းပြပေးတယ်နော်ထိတ်တစ်ချက်ပိတ်တစ်ချက်ပဲမပြင်းနဲ့
အဲ့တော့တနင်္လာနေ့မနက်ဈေးနောက်ပိတ်အင်္ဂါနေ့မနက်ဈေးနောက်ပိတ်တနင်္လာညနေဈေးထိပ်စီးအင်္ဂါညနေဈေးထိပ်စီးပေါ့နော်ခွန်398ဆိုတဲ့ကဏ္ဍ၄လုံးဒီတဲ့နောက်ပွဲမှာအခွေဆိုတော့ကျွန်တော်တို့68ဆိုပြီးတူတူပြောပါစို့နော်အဲ့တော့39လို့ပေါ့နော်ဒါတွေခွေခဲ့ပါတယ်တဲ့နော်တူတူပြောတာနော်ပြန်ပြီးတော့ကိုဟာကိုခွေကြည့်နော်အဲ့တော့ကျွန်တော်ဘာလို့ဒါကိုတူတူပြောတာလဲဆိုရင်အချိန်ကြီးကြာမှဆိုလို့ကျွန်တော်တူတူပဲပြတာပါလို့နော်အဲ့တော့ကျွန်တော်တို့လာမယ့်ပွဲမှာဆိုရင်တဲ့ဘာအခွေလဲဆိုတော့ဒီခွန်ဒီ9ဒီ6ဒီခွန်ပေါ့နော်အဲ့တော့ကျွန်တော်တို့ခွန်9 6ခွန်ဆိုတော့9ခွန်6ဆိုတဲ့3လုံးနဲ့ပေါ့ခွန်နှလုံးကထပ်နေတာဖြစ်တဲ့အတွက်9ခွန်6ဒီအခွေတဲ့နော်အဲ့တော့ဒါကအခွေတစ်မျိုးနောက်ထပ်အခွေတစ်ခုထပ်ပြီးတော့ထုတ်ပြအောင်မယ်နော်နောက်ထပ်အခွေတစ်ခုထုတ်ပြအောင်မယ်အခွေကဘာလဲဆိုရင်9 6ခွန်တဲ့လာမယ့်ပွဲမှာဒါကကျွန်တော်မူပိုင်းခွေနေတာเนาะ6လပြည့်တော့မယ်မူပိုင်းအခွေပေါ့เนาะအဲ့တော့เนาะနောက်တစ်ချက်ကျွန်တော်တို့စဉ်းစားကြပါအောင်ဆိုတဲ့ဒါကမူပိုင်းအခွေတဲ့เนาะနောက်တစ်ချက်အခွေကနည်းနည်းလေးလာနှုတ်သေးတယ်သို့တော်ညာလဲကျွန်တော်ထုတ်တော့ပြပေးမယ်ကျွန်တော်အကူတွေအမတွေအကယ်၍များဒီအခွေကစောစောထွက်သွားခဲ့လို့ရှင်းရင်ပေါ့နော်နောက်ထပ်အခွေတစ်ခွေထပ်ခွေခြင်းနဲ့ဆိုတော့ဝါသနာရှိတဲ့အကူတွေအမတွေခွေလို့ရအောင်ကျွန်တော်ထုတ်ပြပေးတာနော်အဲ့အခုမှအခွေအဆင့်ပဲရှိသေးတယ်မိနစ်က28မိနစ်တဲ့နော်တူတူကြုံမှရတော့မယ်အဲ့တော့ကျွန်တော်တို့တနင်္လာနေ့ပေါ့နော်တနင်္လာနေ့မနက်ဈေးကဏ္ဍနှလုံးရယ်ပေါ့နော်ကျွန်တော်တို့အင်္ဂါနေ့ညနေဈေးကဏ္ဍနှလုံးရယ်ပေါ့နော်ဒီလိုစောင်းအဲ့တော့ဒီမှာ1668ပေါ့နော်ဆိုတော့6နှလုံးကထပ်နေတယ်ဆိုတော့168အခွေပေါ့နောက်တစ်ပွဲအတွက်နော်အဲ့တော့168အခွေတွေကဘာထွက်လဲဆိုရင်86ဆိုတဲ့ကဏ္ဍထွက်ခဲ့ပါတယ်တဲ့168အခွေတွေကနော်အဲ့တော့နောက်တစ်ပွဲကျွန်တော်တို့ထပ်ပြီးတော့ကြည့်ကြပါအောင်ဆိုတဲ့နော်တနင်္လာနေ့မနက်ဈေးကဏ္ဍနှလုံးရဲ့အင်္ဂါညနေဈေးကဏ္ဍနှလုံးရဲ့တဲ့နော်တခါတည်းကျွန်တော်ပြသွားတာနော်အဲ့တော့ခွန်884ပေါ့ဆိုတော့ခွန်84ဒီနောက်ပွဲမှာအခွေဆိုတော့84တို့89တို့ခွေခဲ့ပါတယ်တဲ့နော်အဲ့တော့နောက်တစ်ချက်တဲ့နော်ဒီ9 284ပေါ့နော်9284ဒီနောက်တစ်ပွဲမှာအခွေဆိုတော့85ဒီ9284အခွေပါ88ဒီ9284အခွေပါလို့နော်9284အခွေတွေကပေါ့အပူးပါတယ်နော်အခွေဆိုတာအဲ့တော့ဓမ္မဒီ3295မပြတော့ဘူးเนาะ3295ဒီအခွေဆိုတော့ကျွန်တော်တို့3295တွေက25ဆိုတဲ့ကဏ္ဍဒီဗုဒ္ဓဖူးနေ့မနက်စီမှာခွေခဲ့ပါတယ်တဲ့เนาะအဲ့တော့ဒီမှာခွန်3ဆိုတော့ခွန်3နှလုံးနဲ့တဲ့เนาะခွန်3နှလုံးနဲ့ရလဲနောက်ပွဲမှာ80ဆိုပြီးတော့တနင်္လာညနေစီမှာခွေပါတယ်တဲ့เนาะအဲ့တော့ဒီမှာ44ခွန်8ဆိုတော့4ခွန်8ဒီနောက်ပွဲမှာအခွေဆိုတော့40ခွန်ဒီကျွန်တော်တို့အင်္ဂါနေ့ညနေစီမှာခွေပါတယ်တဲ့เนาะအဲ့တော့294ခွန်ဒီနောက်တစ်ပွဲမှာအခွေဆိုတော့294ခွန်တွေက94ဆိုပြီးတော့နှစ်ကွက်ထွက်ပါတယ်တဲ့294ခွန်အခွေတွေကနော်ဒီပွဲကတော့ယူလို့မရဘူးတနင်္လာပိတ်ထားလို့နော်အဲ့တော့ခွန်923ညဒီနောက်ပွဲမှာအခွေဆိုတော့ဗုဒ္ဓဖူးရဲ့အနောက်ကိုကြာဘူးတာဆိုရင်ဒီတပွဲပဲရှိပါသေးတယ်လို့နော်ခွန်923ညအခွေဆိုတော့22ရဲ့3ည2ရဲ့ဒီခွန်923ညအခွေပါလို့နော်အဲ့တော့ကျွန်တော်တို့9689ဒီတဲ့နောက်ပွဲမှာအခွေဆိုတော့668ပေါ့နော်668ပေါ့ကိုချင်းထပ်တဲ့အခါကျတော့668အခွေဆိုတော့98တို့နော်66တို့ဒါတွေက668အခွေတွေပါလို့နော်အဲ့တော့6639ဆိုတော့6339ဒီပွဲမှာအခွေဆိုတော့ကျွန်တော်တို့69ဒီ6339အခွေပါလို့နော်အဲ့တော့လာမယ့်ပွဲမှာအဲ့ဒီတိုင်းသွားမယ်ဆိုရင်3ခွန်3ညဆိုတော့3ခွန်3ညအခွေတဲ့နော်3ခွန်3ညအခွေတဲ့ကျွန်တော်အကူတွေအမားတွေကြက်ရင်အကယ်၍များနောက်တစ်ခွေထပ်ပြီးတော့လိုချင်သေးတာပါဆိုရင်ထုတ်ပြလိုက်တာနော်3ခွန်3ညအခွေတဲ့ဒါလည်းအခွေပါပဲเนาะကျွန်တော်မပေးသေးဘူးเนาะ3ခွန်3ညအခွေကရေးထည့်ပြီးပေးမှာမဟုတ်ဘူးကျွန်တော်အကူတွေအမားတွေကျွန်တော် like ကိုစစ်စစ်ဆက်ဆက်ကြည့်မှသိမှာเนาะအဲ့တော့3ခွန်3ညအခွေတဲ့ဒါကလည်း3ခွန်3ညအခွေပါလို့เนาะအဲ့တော့ကျွန်တော်ကြံခဲ့တဲ့ပွဲကပြသွားပါတယ်တဲ့946ကတ်နဲ့ဘာကိုပြောတာလဲမသိပါဘူးဗျာအကူကကိုတူရိန်ဟုတ်ကဲ့ပါအကူကျွန်တော်ပြီးတော့မှ comment လေးပြန်ဖတ်ပြီးကြည့်ပေးမယ်เนาะအချိန်နဲ့တည်းမှာကျွန်တော်ရေးနေရလို့ပါเนาะ sorry ပါအကူအခုလို comment မှန်ပေးတာအရန်ကျေးဇူးတင်ပါတယ်ဗျာเนาะ
ကဲဟုတ်ပါပြီရဲ့အဲ့တော့ကျွန်တော်တို့နောက်တစ်ချက်ပေါ့နော်နောက်တစ်ချက်ကဘာလဲဆိုရင်ねကျွန်တော်တို့ဟူးမကျော်ပရိတ်ပေါ့နော်အဲ့တော့ဟူးမကျော်ပရိတ်ကဘယ်ကနေစလဲတဲ့ဆိုတော့ကကျွန်တော်တို့ဒီကနေစပါမယ်လို့3ရက်အတွင်းပရိတ်ပေါ့နော်အဲ့တော့ဒီ9ဒီ3ညခွာပေါင်းခြင်းပေါ့နော်ကျွန်တော်တို့တနင်္လာနေ့မနက်ဈေးနောက်ပိတ်အင်္ဂါနေ့မနက်ဈေးနောက်ဗုဒ္ဓဖူးနေ့မနက်ဈေးနောက်ပိတ်ဒီ9ဒီ3ညခွာပေါင်းခြင်း9ရက်လို့ဖြစ်လို့9 3ညပရိတ်ဒီ3ရက်အတွင်းမှာထွက်ရမယ်ဆိုတော့80ခွန်ဆိုပြီးတော့ပရိတ်9နဲ့ထွက်ခဲ့ပါတယ်9 9 3ညပရိတ်ပေါ့နော်အဲ့တော့ဒီ9ဒီခွန်နှလုံးပေါင်း6ရက်လို့ဖြစ်လို့6တစ်ပရိတ်ဒီရဲ့နောက်ပွဲမှာ3ရက်အတွင်းဆိုတော့တနင်္လာပိတ်ထားတာဖြစ်သည့်အတွက်ဘောအင်္ဂါဒီမှာပေါ့နော်83ဒီပရိတ်1 92ဒီပရိတ်1ပေါ့နော်ဒီ3ရက်အတွင်းမှာယူရပါမယ်တဲ့အဲ့တော့ဒီမှာကတော့တနင်္လာပိတ်ထားလို့ယူလို့မရဘူးပေါ့နော်ဆိုတော့ဒီ6ဒီ6နှလုံးပေါင်း2ရယ်လို့ဖြစ်လို့2ခွန်ပရိတ်ဒီ3ရက်အတွင်းဆိုတော့တနင်္လာနဲ့အင်္ဂါကပိတ်ထားတာဖြစ်လို့2ခွန်ပရိတ်ကဒီမှာ84 25 20ပေါ့နော်8ခွန်ပရိတ်ထဲကဒါဟူးမကျော်ပရိတ်ပေါ့နော်တူတူပြတော့မယ်နော်အဲ့တော့ကျွန်တော်တို့တစ်ဖက်မှာရောက်လာပါပြီတဲ့လာမယ့်ပွဲမှာဟူးမကျော်ပရိတ်ကဘာဖြစ်မလဲဆိုရင်တဲ့တနင်္လာမနက်ဈေးနောက်ပိတ်ရဲ့ဗုဒ္ဓဖူးမနက်ဈေးနောက်ပိတ်ရဲ့တဲ့ဒီခွန်ဒီကိုနှလုံးပေါင်း6ရယ်လို့ဖြစ်လို့အဲ့တော့6တစ်ပရိတ်ဒီရဲ့ဟူးမကျော်တဲ့နော်6တစ်ကပရိတ်တဲ့ဒါကဟူးမကျော်ဘူးเนาะတခါတည်းကျွန်တော်ကြိုပြောထားတာဟူးမကျော်အဲ့တော့ဟူးမကျော်ကြံခဲ့တဲ့ပွဲကကျွန်တော်အဲ့ဒီပရိတ်ကိုကတ်လုံးပေးခဲ့ပါတယ်တဲ့เนาะကတ်လုံးပေးခဲ့တဲ့စနစ်လေးကတော့ဒီစနစ်လေးနဲ့ကျွန်တော်ပေးခဲ့တယ်တွက်တက်တဲ့အကူတွေအမားတွေကပြန်ကြည့်မတွက်တတ်တဲ့သူတွေအတွက်ဆိုရင်တော့ကျွန်တော်အနေနဲ့ကတော့ထွေထူးတော့ပြောစရာမရှိပါဘူးเนาะကျွန်တော်မထူပါဘူးဗျတွက်ပဲပြလိုက်ပါမယ်เนาะအဲ့တော့ဒီ9ဒီခွန်ပေါ့နှလုံးပေါက်ဒီ sorry ဒီ2ဒီ9နှလုံးပေါင်းခြင်းခွန်ရယ်လို့ဖြစ်လို့ခွန်ရဲ့ပါဝါ2ခွန်2ဒီတဲ့ဒီပွဲမှာဗရိတ်တဲ့เนาะ B လို့ရေးလိုက်မယ်เนาะဗရိတ်ကိုဘာနဲ့ပြီးရမလဲဆိုရင်တဲ့အင်္ဂါနေ့မနက်ဈေးထိပ်စီးဗုဒ္ဓဖူးညနေဈေးထိပ်စီးဒီ8ဒီ9နှလုံးပေါင်းခွန်ရယ်လို့ဖြစ်လို့ခွန်ပါဝါ2တော့ခွန်2ဗရိတ်ဆိုတော့ကျွန်တော်တို့3ညခွန်တို့2 5တို့ဒီခွန်2ထိတော့ခွန်2ဗရိတ်ဒီပါတဲ့เนาะအဲ့တော့ဒီခွန်ဒီ9နှလုံးပေါင်း2ရယ်လို့ဖြစ်လို့ဒီပွဲမှာလည်း2ခွန်ကပရိတ်တဲ့เนาะအဲ့တော့ဒီလေးဒီ1နှလုံးပေါင်း9ဖြစ်လို့9 3ညထိတော့2ခွန်ပရိတ်တဲ့ဆိုတော့9 3ညထိတော့2ခွန်ပရိတ်80ဒီ9 3ညထိတော့ပရိတ်ခွန်ပါလို့เนาะအဲ့တော့ကျွန်တော်တို့ဒီလေးနှလုံးပေါင်း8ရယ်လို့ဖြစ်လို့ဒီပွဲမှာ83ဒီပရိတ်တဲ့ဟူးမကျော်ဘူးเนาะဒီပရိတ်ကအဲ့တော့ကျွန်တော်တို့ဒီ8ဒီ3နှလုံးပေါင်း1ရယ်လို့ဖြစ်လို့16ထိတော့38ပရိတ်တဲ့เนาะ16ထိတော့38ပရိတ်က26ဒီ16ထိတော့38ပရိတ်ပါလို့10ပရိတ်ပေါ့เนาะအဲ့တော့ကျွန်တော်တို့ဒီ9ဒီ10နှလုံးပေါင်းခွန်ရယ်လို့ဖြစ်လို့ဒီမှာကခွန်2ကပရိတ်တဲ့เนาะပရိတ်အဲ့တော့ဒီ3ညဒီ2နှလုံးပေါင်းခြင်း2ရယ်လို့ဖြစ်လို့အဲ့ဒီ2ရဲ့ပါဝါခွန်2ခွန်ထိတော့2ခွန်ပရိတ်တဲ့ဘာထွက်သွားလဲကျွန်တော်တို့85ဒီ2ခွန်ထိတော့2ခွန်ပရိတ်ပါလို့เนาะအဲ့တော့ကျွန်တော်တို့ဒီ9ဒီ4နှလုံးပေါင်း9ရယ်လို့ဖြစ်လို့6 4ကပရိတ်တဲ့ဒီပွဲမှာပေါ့နော်6 4ကပရိတ်အဲ့တော့ဒီ9ဒီ9နှလုံးပေါင်း4ရယ်လို့ဖြစ်လို့4 9ထိတော့4 9ပရိတ်တဲ့ဆိုတော့က40 9ထိတော့4 9ပရိတ်ပါလို့เนาะသတိထားရမယ်เนาะဒီပရိတ်နဲ့ကျွန်တော်ကတ်လုံးပေးတာဒီကျွန်တော်ကတ်လုံးကလွဲရင်လွဲမယ်ပရိတ်ကတော့ဖူးမကြော်ဘူးเนาะကျွန်တော်ကြိုပြောတာအဲ့တော့တဲ့နောက်တစ်ချက်ပေါ့နော်ဒီ6ဒီ1နှလုံးပေါင်းခြင်းခွန်ရယ်လို့ဖြစ်လို့တဲ့နော်ဒီပွဲမှာခွန်2ကပရိတ်ဟူးမကျော်ဘူးတဲ့အဲ့တော့ဒီ2ဒီ4နှလုံးပေါင်း6ရယ်လို့ဖြစ်လို့6တစ်ထီတော့ခွန်2ပရိတ်တဲ့ဆိုတော့ကျွန်တော်တို့66ဒီ6တစ်ထီတော့ပရိတ်2 6တစ်ဒီ66ထီတော့ပရိတ်ခွန်နဲ့နော်6တစ်ထီတော့ပရိတ်ခွန်အဲ့တော့ကျွန်တော်တို့ဒီ6ဒီ8နှလုံးပေါင်း4ရယ်လို့ဖြစ်လို့ဒီပွဲမှာ4 9ပရိတ်တဲ့ကြံခဲ့တဲ့ပွဲကကျွန်တော်ပြီးခဲ့တယ်နော်4 9ပရိတ်အဲ့တော့ကျွန်တော်ဒီ2ဒီ9နှလုံးပေါင်းခြင်း1ရယ်လို့ဖြစ်လို့16ထီတော့4 9ပရိတ်ဆိုတော့68ဒီ16ထီတော့4 9ပရိတ်နော်18ဒီ16ထီတော့4 9ပရိတ်16ထီတော့4 9ပရိတ်ကိုနော်အဲ့တော့ကျွန်တော်တို့လာမယ့်ပွဲမှာကြတော့တဲ့ဒီခွန်ဒီ9နှလုံးပေါင်းခြင်း6ရယ်လို့ဖြစ်လို့ပရိတ်က6တစ်တဲ့နော်6တစ်ကပရိတ်အဲ့6တစ်ပရိတ်ကိုဘာထိရမလဲဆိုရင်ဒီ8ဒီ1ပေါ့နော်နှလုံးပေါင်းခြင်း9ရယ်လို့ဖြစ်လို့9ရဲ့ပါဝါလေး9လေးထိတော့6တစ်ပရိတ်တဲ့နော်
အဲ့တော့ကဲဟုတ်ပါပြီရှင်းသွားပါပြီပေါ့နော်နောက်ဆုံးကြရင်ကျွန်တော်ရေးပေးခဲ့ပါမယ်ပေါ့နော်အဲ့တော့လာမဲ့ပွဲမှာပေါ့နော်အဖွဲ့ဝင်ဟောင်းတွေကိုလည်းပြောချင်တာကပေါ့နော်လာနဲ့ချီပြီးတော့ကျွန်တော်ဘာမှပြန်မပြောတော့တဲ့အဖွဲ့ဝင်ဟောင်းတွေကိုကျွန်တော်ပယ်ပါတော့မယ်လို့ဒီပွဲနော်ထုတ်ပါတော့မယ်အဲ့တော့အထုံးမခံခြင်းသေးတဲ့အကူဒီအမတွေကလာပြောပါဗျာနော်ကျွန်တော်တို့ဆက်ထိုးနေပါတယ်ဆိုတဲ့အကြောင်းလာပြောပါနော်အဖွဲ့ဝင်ဟောင်းတွေကိုကျွန်တော်ပြောတာနော်အဲ့တော့အဖွဲ့ဝင်အသစ်ဝင်ခြင်းတဲ့အကူဒီအမတွေအတွက်လည်းကျွန်တော်အင်္ဂါမကျော်မွေးခနန်းတစ်ကွက်နဲ့ကျွန်တော်ပတ်တီးတစ်လုံးပဲပေးမှာပါလို့เนาะဒီပွဲမှာအဲ့တော့နေတိုင်းကတော့ကျွန်တော်ပုံမှန်ပို့ပေးပါတယ်ကြိုက်ရင်ထက်စားမကြိုက်ရင်မကစားနဲ့ဒီပွဲမှာအင်္ဂါမကျော်မွေးကနန်းတစ်ကွက်ကိုအထူးအာယုံပြုပြီးကစားကြဖို့ပြောချင်ပါတယ်เนาะအဲ့တော့အဲ့ဒါကတော့ကျွန်တော်အဖွဲ့ဝင်တွေကိုတီးတန့်ပေးမှာဖြစ်လို့ကျွန်တော်ထမင်းရှင်တွေအတွက်ထားတာမလို့ကျွန်တော်ဒီမှာချမပြတာပါကျွန်တော်အဲ့ဒါလေးတော့နားလည်ပေးပါပေါ့เนาะအဲ့တော့တဲ့เนาะကျွန်တော်တို့လာမဲ့ပွဲပေါ့လာမဲ့ပွဲကတဲ့18ရက်ကစတယ်เนาะ18ရက်မှာတဲ့21ရက်အထိပေါ့နော်21ရက်လောက်လိုက်ပြီဆိုအဲ့လိုနောက်တစ်ရွက်ကွာ21ရက်အထိတဲ့ကျွန်တော်တို့ဘာတွေပါမလဲဆိုရင်တဲ့နော်မွေးကွက်ပေါ့မွေးကွက်ကိုအရင်စမယ်နော်အဲ့တော့ဟူးမကျော်မွေးကတဲ့ဟူးမကျော်မွေးကဘာဖြစ်မလဲဆိုရင်66 68 63 61ပေါ့နော်ဒါလေးကိုအာပြီးတော့မွေးကြပါလို့နော်အဲ့တော့ပတ်တီးအနေနဲ့ပေါ့နော်ပတ်တီးကလည်းဟူးမကျော်ဘူးနော်ဟူးမကျော်က6အဲ့တော့ဗရဲကြီးပေါ့လုပ်လိုက်ပြန်ပြီဒီနေ့ဘလို့ဖြစ်လို့များအလွဲလွဲနေတယ်မသိပါဘူးကွာတဲ့ကဲဟုတ်ပါပြီရေးလိုက်ပါတော့မယ်မှားလဲမှားပြက်လဲပြက်ပေါ့နော်ဗရိတ်ကဘာလဲဆိုရင်16ဗရိတ်အဲ့တော့16ဗရိတ်တဲ့နော်16ဗရိတ်ကိုဘာတွေပေးထားလဲဆိုတော့6ထီတော့16ဗရိတ်ဆိုတော့ဒါကကျွန်တော်ကျင်းပေးတာနော်ဗရိတ်လုံးကွက်ဆိုတာကတော့အဲ့တော့92 90 42 40နဲ့ဒါကကျွန်တော်ဗရိတ်နဲ့ပတ်သက်လို့တင်ကွက်ပေးထားတာနော်အဲ့တော့နောက်တစ်ချက်အခွေတဲ့နော်အခွေက9 6 9အခွေပါလို့เนาะအပူးထက်ခွေပါအဲ့တော့တဲ့နောက်တစ်ချက်ကကျွန်တော်နောက်မှအခုမှပြသွားတဲ့အခွေလေးကကျွန်တော်ထည့်မရေးသေးဘူးเนาะလိုက်မှသေးချာစီစစကြီးတဲ့သူတွေပဲသိလိမ့်အောင်မယ်အဲ့နောက်တစ်ပတ်လောက်ကြာမှကျွန်တော်ထည့်ရင်ထည့်ရေးပေးမယ်เนาะအဲ့တော့တဲ့အခွေလေးနှစ်ခွေဆိုတော့လည်းများမှဆိုလို့ထည့်ရေးမပေးတာပါလို့เนาะ380အခွေကကျွန်တော်ထည့်ရေးမပေးသေးဘူးเนาะအဲ့တော့တဲ့ကျွန်တော်ပြောချင်တာကเนาะအင်္ဂါမကျော်မွေးကနန်းတစ်ကွက်ထဲကိုလိုချင်တဲ့အကူတွေအမတွေအတွက်ပေါ့เนาะလာပါပြီလို့เนาะကဲဟုတ်ပါပြီပေါ့เนาะဆိုတော့စာရွက်တောင်မှဆန့်ရလားဆိုတာလို့ဖြစ်သွားတာပဲရေးလိုက်ရတာเนาะအဲ့တော့ကဲဟုတ်ပါပြီဗျာเนาะကျေးဇူးအားပေးနေတော့အခုအမများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းပေးရင်းနဲ့ကျွန်တော် live လွှင့်ပြသမှုကိုဒီမှာရင်အဆုံးသတ်ခဲ့ပါတယ်ဗျအားလုံးပဲအဆင်ပြေကြပါစေအောင်မြင်ကြပါစေဗျ